နေစားအိမ်လို့မရအောင်ရိတ်ကလေးအိမ်မထဲတင်တိုးဝေကချတဲ့ကလေးရင်မင်းကိုပေါ်နေစားလို့တဲ့ကွယ်ချတဲ့မင်းပြောစကားတကြားသေးလေးလို့ချိုရဲ့နူးညံ့တဲ့နှလုံးသားထဝဲချတဲ့ကလေးရင်မင်းကိုပေါ်စိုးမိုးလို့တဲ့ကွယ်ချတဲ့ဒီဇိုင်းဆန်လေးဝင်းလို့ထားရင်လာဆုံးအားလုံးကဝိုင်းနေကြမဲ့ချတဲ့ကလေးရင်မင်းလေးပေါ်စိတ်မချဘူးလေကွယ်ချတဲ့ကလေးတန်ရောစနေပေးထားခဲ့ပြီးမင်းလေးကိုမျိုးမျိုးပြုံးပြတယ်နှလုံးသားမှာစုနေခဲ့